ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာနာဇီဂျာမန်တွေကညစ်ပတ်တဲ့နီလန်းတွေနဲ့ဗြိတိန်စစ်သားတွေကိုလေ့စားဖို့အတွက်သူတို့စူးစမ်းခဲ့ကြပါတယ်။ပေကြီးရဲ့ဒုတိယကမ္ဘာစစ်ဟာတနိုင်ငံနဲ့တနိုင်ငံတစ်ဖက်နဲ့တစ်ဖက်ထန်တိုက်ခိုက်ကြတာဖြစ်ပြီးတော့1940နွေရာသီနဲ့ဆောင်းဦးပိုင်းတွေမှာစစ်ပွဲတွေကတောက်လျှောက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။1940ဇွန်လလမှာဆိုလို့ရှိရင်တော့ဂျာမန်လေတပ်ဟာဗြိတိန်ကျွန်းပေါ်မှာရှိတဲ့ဒီစစ်မဟာဗျူဟာအရေးပါတဲ့ပြစ်မှတ်ကိုဘုံကျဲဖို့စတင်ခဲ့ပါတယ်။နီလန်းမောင်းတို့တိုက်ခိုက်နေတဲ့ကြားကနာဇီဂျာမန်တွေကဗြိတိန်စစ်သားတွေအပေါ်မှာအနိုင်ယူလို့ရမယ်နည်းပညာနဲ့စတင်လုပ်ဖို့အတွက်စဉ်းစားခဲ့ကြပါတယ်။ဒီဂျာမန်တွေကဗြိတိန်စစ်သားတွေစစ်ပွဲထဲမှာမတိုက်နိုင်ဖို့အတွက်သူရဲ့စိတ်သက်ပိုင်းဆိုင်ရာကိုချိုးနှိမ်ဖို့အတွက်နီလန်းကိုအသုံးပြုခဲ့တာဖြစ်ပြီးတော့အဲ့ဒီနီလန်းကိုလည်းသူတို့အနေနဲ့စတင်လှုပ်ဆောင်ခဲ့ပါတယ်။နာဇီဂျာမန်တွေရဲ့လေတပ်ကဗြိတိန်နိုင်ငံပေါ်မှာဘုံကျဲလေယာဉ်တွေနဲ့ပိုစကတ်တွေဗြိတိန်သတင်းစာအတုတွေသတင်းအမှားတွေငွေကြီးအတုတွေကိုသူတို့အနေနဲ့ကြေချခဲ့တာဖြစ်ပါတယ်။အဲ့ဒီ postcard တွေသတင်းအမှားတွေထဲမှာဆိုလို့ရှိရင်တော့ဗြိတိန်စစ်သားတွေရဲ့မိန်းမတွေဟာသူတို့မရှိတဲ့အချိန်မှာဖောက်ပြန်နေတဲ့အရာတွေသားစုနဲ့တက်ဆိုင်တဲ့သတင်းအမှားတွေကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ဒီအရာတွေကဗြိတိန်စစ်သားတွေကိုစိတ်သက်ပိုင်းဆိုင်ရာမှာကြဆင်းစေတဲ့အရာတွေဖြစ်ပြီးတော့သူအနေနဲ့အဲ့ဒါကိုတွေ့မြင်ပြီးရဲ့နောက်မှာစစ်ရေးမှာရှုံးနေဖို့ရန်အတွက်လှည့်စားတာဖြစ်ပါတယ်။မိန်းမတွေဖောက်ပြန်နေတဲ့အရာတွေသူတို့ရဲ့ရည်စားတွေကတခြားသူတွေနဲ့လိုက်တွားတဲ့အရာတွေကိုလည်းအရင်အမှားအနေနဲ့ရေးထားတာဖြစ်ပါတယ်။သူကတော့စစ်မြေပြင်မှာစစ်တိုက်နေရတယ်မင်းတို့ရဲ့မျိုးသမီးတွေမင်းတို့ရဲ့ရည်စားတွေကတော့တခြားသူနောက်ကိုပါသွားတယ်ဆိုပြီးတော့လေသတင်းအမှားတွေကိုထိတ်အေးထားတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့ psychological operation လို့ခေါ်ပြီးတော့ဒီအရာကိုပြုလုပ်တဲ့သူဟာဂျိုးဇက်ဆိုတဲ့သူကပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူ့ကိုတော်တော်များကစစ်ဗျူဟာချတဲ့သူလက်ဆောင်မှုဆရာလို့တောင်တင်စားခဲ့ပါတယ်။မင်းညံကောင်းလုံးနဲ့ဗြိတိန်စစ်သားတွေဟာဒီအရာတွေကိုတွေ့မြင်တဲ့အခါမှာသတင်းအမှားဆိုပြီးတော့ကောက်ချက်ချကြတာဖြစ်ပြီးတော့တောင်ပြောင်ကြတယ်သူတို့နိုင်ငံချစ်စိတ်ပုံမြင့်တက်လာတာဖြစ်ပြီးတော့စစ်ရေးမှာလည်းအားကောင်းလာတယ်ဆိုတဲ့အရာတစ်ခုကိုတွေ့ရတာဖြစ်ပါတယ်။ဒီအရာကတော့ဒုတိယကမ္ဘာစစ်မှာနာဇီဂျာမန်တွေကဗြိတိန်စစ်သားတွေပေါ်မှာစိတ်သက်ပိုင်းဆိုင်ရာချိုးနှိမ်ဖို့အတွက်သုံးခဲ့တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ဒီနည်းလမ်းဟာလည်းဗြိတိန်စစ်သားတွေရဲ့စိတ်သက်ကိုရချိုးခင်နိုင်ခြင်းမရှိပါဘူး။